မန်စီးတီးနဲ့ပွဲမှာလှပတဲ့နောက်ပြန်ကန်ချက်နဲ့ခြေပါကိုသွင်းခဲ့တဲ့စပါနစ်တိုက်စစ်မှုဆိုလန်ကီရဲ့ဂိုးကဒီယာဒီပရီးမီးယားလိရဲ့အကောင်းဆုံးသွင်းကိုပြေးသတ်မှတ်ခံရဖို့တေချာသလောက်ရှိနေပါပြီ။စပါအသင်းဟာပထမပိုင်းပြီးမှမန်စီးတီးကို2ဂိုးပြဲရှုံးနေခဲ့ပေမဲ့လည်းဒုတိယပိုင်းမှာဆိုလန်ကီသွင်းခဲ့တဲ့ဂိုးတွေကြောင့်အိမ်ကွင်းမှာတမတ်ခွဲယူနိုင်ခဲ့ပါတယ်။စပါအသင်းတွေဒုတိယဂိုးကိုဂဲလာကကနေပေးတာကနေဆိုလန်ကီကစကော်ပီယန်ခစ်နဲ့လှလှပပသွင်းခဲ့တာဖြစ်ပြီးမန်စီးတီးနံပါတ်9ဂိုးသမားဒိုနာရူမှာဘာမှမတက်နိုင်ခဲ့ပါဘူး။ဆိုလန်ကီရဲ့ဂိုးဟာလှပသလိုထူးခြားမှုလည်းရှိပြီးအဲ့ဒီအနေထားကနေဂိုးရနိုင်ခြေ expect ဂိုးက3.34%သာရှိပေမဲ့ဆိုလန်ကီကဂိုးဖြည့်ပြောင်းလဲနိုင်ခဲ့ပါတယ်။ပရိသတ်တွေကတော့ဆိုလန်ကီရဲ့ဂိုးကို2019ခုနှစ်တုန်းက Crystal Palace နဲ့ပွဲမှာ Scorpion Kick နဲ့ဂိုးသွင်းခဲ့တဲ့ Arsenal နံပါတ်ကျော်တဲ့စစ်မှုဟောင်းဂျရူးရဲ့ဂိုးနဲ့နှိုင်းယှဉ်ကြည့်နေကြပါတယ်။ဆိုလန်ကီဟာပြီးခဲ့တဲ့နှစ်မေလ25ရက်နောက်ပိုင်းပရီးမီးယားလိမှာဂိုးပေါက်ပြန်တွေ့ခဲ့ပြီးနာမည်ကျော်ကစားသမားဟောင်းကရန်ကာနောက်ပိုင်းမန်စီးတီးနဲ့ပရီးမီးယားလိပွဲစဉ်တစ်ပွဲမှာ2ဂိုးသွင်းယူနိုင်တဲ့ဒုတိယမြောက်စပါးအသင်းကစားသမားဖြစ်လာပါတယ်။ဆိုလန်ကီရဲ့ဂိုးနဲ့ပတ်သက်ပြီးမန်ချက်စတာယူနိုက်တက်ကန်တွေနောက်ခံလူဂယ်ရီနဗီကဒီဂိုးထက်ပိုကောင်းတဲ့ဂိုးကိုဆိုလန်ကီနောက်တစ်ချိန်သွင်းနိုင်အောင်မလားကျွန်တော်ကတော့မထင်ပါဘူး။ဒီဂိုးဟာလွန်ခဲ့တဲ့နှစ်တော်တော်များများက Emirates မှာကျွန်တော်မြင်တွေ့ခဲ့ရတဲ့ဂိုးလောက်သိမကောင်းပါဘူး။ဂျရူးရဲ့ဂိုးကပိုကောင်းပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင် BBC Radio 5 Live မှာအစီအစဉ်တင်ဆက်သူကလင်တန်မော်ရီဆန်ကတော့ဆိုလန်ကီရဲ့ဘောလုံးသမားဘဝမှာဒီလိုမျိုးနောက်ထပ်သွင်းဖို့မဖြစ်နိုင်တော့ပါဘူးလို့သုံးသပ်ခဲ့ပါတယ်။